လုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အစိမ်းရောင်လန်းကလူနဲ့အသက်ရှိနေတဲ့တိရစ္ဆာန်တိုင်းအတွက်အလွန်ပဲအရေးကြီးတဲ့အလင်းနဲ့အစာချက်လုပ်ခြင်းဆိုတဲ့ဖြစ်စဉ်အကြောင်းကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ဒီအလင်းနဲ့အစာချက်လုပ်ခြင်းဖြစ်စဉ်အတွင်းမှာဆိုရင်အပင်တွေကကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ရေတို့ကိုပေါင်းစပ်ပြီးတော့လူနဲ့တိရစ္ဆာန်တွေကိုစွမ်းအင်ရရှိစေတဲ့ကာဗိုဟိုက်ဒရိတ်လို့ခေါ်တဲ့စွမ်းအင်ကိုဖွဲ့စည်းလို့ပဲဖြစ်ပါတယ်ဒီဖြစ်စဉ်အတွင်းလေထုတွေသို့ထွက်လာတဲ့အောက်ဆီဂျင်ကိုသက်ရှိတွေကအသက်ရှင်ရမှာအသုံးပြုပါတယ်ဒါဆိုဘလို့အစာချက်လဲဆိုတာကိုဆက်ပြီးတော့ပြပြပေးပါမယ်။အလင်းနဲ့အစာချက်လုပ်ခြင်းဖြစ်စဉ်ဟာဆိုရင်အပင်တွေရဲ့အစိမ်းရောင်ရှိတဲ့အရွက်တွေမှာဖြစ်ပေါ်ပါတယ်။အရွက်ထဲမှာရှိတဲ့အစိမ်းရောင်ရှိတဲ့ကလိုရိုဖီလ်တွေဟာဆိုရင်နေရောင်ခြည်ကိုစုပ်ယူပြီးတော့အစာကိုချက်လုပ်ပါတယ်။နေမှာဖြာထွက်လာတဲ့အလင်းရောင်တွေဖြစ်တဲ့ခရမ်းမင်းနဲ့အပြားအစိမ်းအဝါလိမ္မော်အနီးဆိုတဲ့ရောင်စင်ခုနှစ်မျိုးတွေကအနီရောင်နဲ့အပြားရောင်စင်တွေဟာဆိုရင်အစာချက်လုပ်ခြင်းအတွက်စုပ်ယူခံမှုခံရမှုအများဆုံးပဲဖြစ်ပါတယ်ကလိုရိုဖီလ်ဟာဆိုရင်အစိမ်းရောင်ကိုမစုပ်ယူတဲ့အတွက်၎င်းအရောင်ဟာဆိုလို့ရှိရင်အရွက်မျက်နှာပြင်ကနေပြီးတော့အလင်းပြန်ခြင်းနဲ့အလင်းဖောက်ခြင်းတို့ကိုဖြစ်ပေါ်ပါတယ်ဒါကြောင့်ကျမတို့ရဲ့မျက်လုံးတွေမှာဆိုရင်အရွက်ကိုအစိမ်းရောင်အဖြစ်နဲ့မြင်ရခြင်းပဲဖြစ်ပါတယ်အလင်းနဲ့အစာချက်လုပ်ခြင်းဖြစ်စဉ်အတွက်လိုအပ်တဲ့ရေကိုအမြင့်များမှတဆင်စုပ်ယူပြီးတော့အပင်ရဲ့အစိတ်ပိုင်းအသီးသီးတို့အပင်အတွင်းမှာရှိတဲ့ရေကြွနေတဆင်ပို့ဆောင်ပေးပါတယ်။ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုလေထုတွေကနေရရှိပါတယ်။ကာဗွန်ဒိုင်အောက်ဆိုဒ်ကရွက်အောက်မျက်နှာပြင်မှာရှိတဲ့စတိုမာတာလို့ခေါ်တဲ့အလွန်သေးငယ်တဲ့လေပေါက်ကနေတဆင်အရွက်အတွင်းမှာရှိတဲ့ဆဲအတွင်းသို့ဝင်ရောက်လာပြီးတော့ရေနဲ့ပေါင်းစပ်ကတခြားဖြစ်သို့ရောက်ရှိပါတယ်။ဒါကြောင့်အပင်များအလင်းနဲ့အစာချက်လုပ်ခြင်းဆိုတာတက်ရှိများအသက်ရှင်ရက်တည်ရဲ့အတွက်လိုအပ်တဲ့စွမ်းအင်ကိုအစာပုံစံဖြစ်ပေးနိုင်ရုံသာမကချက်လုပ်ပြီးအစာအစာများဖြည့်ခွဲရမှာလဲလိုအပ်တဲ့အောက်ဆီဂျင်ကိုပြန်လည်ဖြည့်တင်ပေးနိုင်တဲ့လုပ်ငန်းလည်းပဲဖြစ်ပါတယ်။